ဒီနေ့နင်တို့မနမအပိုင်းကျမှာဘာလို့မလဲဆိုတာအကောလုံးလိုက်ကြည့်ပေးကြပါဦးဘာလို့မလဲဆိုတာကိုသိချင်တော့အနောက်ကလိုက်ခဲ့ပြီပေါ့နော်နင်တို့မနမပေါ့နော်အောက်ထပ်ကိုသွားမယ်ပဲအောက်ထပ်ကိုသွားမယ်လိုက်အောက်ထပ်ကိုသွားပါမယ်ဒီအောက်ထပ်ကိုဆင်းတော့မယ်ပေါ့နော်အောက်ထပ်မှာကစားရတော့မလားကစားကွင်းသွားမယ်ပေါ့နော်အောက်ထပ်မှာကစားကွင်းတစ်ခုဖွင့်လာတယ်ပေါ့နော်ဟုတ်မှာအေးကစားကွင်းအနေပဲလိုက်ပြမယ်ခဏဆောင်နော်အမြင့်အိမ်မဟုတ်အောက်ထပ်မှာကွာအောက်ထပ်မှာရှိရတော့ခဏလေးမင်းတို့ကိုရင်ဘက်မှာစောက်ထားတော့ခဏလေးခဲ့နော်ဟုတ်ကဲ့ခဏစောက်ပါရှင်နှင်းမောင်လေးစောတဲ့အခန်းလေးပေါ့နော်အကျွေးရွယ်တွေ့နော်မကြည့်သူဝင်းငါချက်ထားတာပေါ့နော်သူ့ရဲ့ကျိုးလေးဒီအနောက်ကိုကြည့်အကျွေးရွယ်တွေ့လားနှင်းတို့ရဲ့ပေါ့နော်ဒါနှင်းတို့ရက်တဲ့ဟာလေးပေါ့နော်နှင်းအပင်မှာနေရတယ်လို့ခဏလာမေးရတဲ့စိတ်ကြီးခဏမှနေတာပါရှင်ရုံတိုင်းဒါဒီချိန်တော့မြို့နေရဝါးစိတ်မှာပဲရှိပါတယ်ရှင်လာလို့ခင်းမပူရဆောင် no okay နှင်းရုပ်ကိုပြန်ပြနှင်းကချစ်စရာလေးတဲ့ကျေးဇူးပါညီမချစ်စရာလေးလို့ပြောတယ်မချစ်စရာလေးလို့ပြောတယ်ညီမလေးကျေးဇူးတင်ပါတယ်ရှင် okay နှင်းတို့ခုစောမယ် vlog လေးကိုရိုက်မှာဖြစ်ပါတယ်ခဏဆောင်okay နှင်းတို့ခုစားစောရမယ်ပေါ့နော်နှင်းကလေခလေးကစားစီကအရင်စောကြတာနှင်းချက်ထားတဲ့လေးပါရှင်ဒီမလာရာရန်နေအောင်ွယ်နေ့ကနောက်ဖောင်နောက်ပြီးလိုက်ပြန်ခဏလိုက်ခဲ့ကြနော် I love you အဲ့တော့ရောက်လေးလက်ကတော့အဲ့ဒါဖျောင်းကတော့မင်းပေါ့နော် Happy New Year ကြားလို့ရှိရင်ကော်လုံးမဲဖောက်ပေးမယ်ပေါ့နော်မဲဖောက်ပေးလဲဆိုတော့ spicy ထုတ်တယ်အတော်ကရောင်းတဲ့အတွက်ကြောင့်မလို့ကိုယ်စလဲချပြီးတော့ပြန်ဖောက်ပေးမယ်ပေါ့နော်ခက်တဲ့ကဲရှူကူကလည်းမရဘူးခုဆိုမင်းတို့ရေဘူးကန်လက်မနောက်ရလာပြီပေါ့နော်โอเคစက်ကဘူးသွားမှာပဲဖြစ်ပါရှင်စက်ကဘူးသွားနေ့အသက်ကလေးကိုမိခါလို့ရှင်73နှစ်ပါနော်ဟုတ်ဟင်ခလေးတက်ကဒီခလေးတက်ကကြတော့အဲ့ဒါအနောက်ခန်းလိုက်ရမယ်ခဏစားဒါတော့နှင်းတို့ရဲ့အိမ်အောက်ကိုဝင်လာပေါ့နော်ဟိုဘက်ချောင်းသွားမယ်โอเคဟိုဘက်ချောင်းချန်ကိုဘက်သွားမယ်ပေါ့နော်ခဏလေးခရပါအောင်ရှင်ခဏလေးဆောင်နော်ဒါတော့နှင်းတို့အနောက်ကလေးနည်းနည်းတော့ရှုံနေရကွာနောက်မြေကြီးကဒါတော့ဝါပင်နေရှိရဲ့ကောင်းကြီးရသားရညာတော်ရည်မသိခဏဆောင်နော်ပြန်လာခဲ့မယ်အခုတော့ပြန်လာပြီပေါ့နော်ဟင်းတို့ဘယ်သွားရင်ကောင်းလဲဟိုဘက်သွားဒီဘက်သွားနဲ့ကြည်နေရပေါ့နော်အဲ့ဒါအပိုင်းနှစ်ကိုတော့မျှော်ပါအဲ့လိုဘိုက်ပါအော်ကြံခဲ့လို့မပိုင်းနိုင်အောင်နော်ကျမရဲ့မွေးနေ့ကဘယ်နှလာပိုင်းလဲဆိုတော့ခမန်းပြီးနော်ခမန်းလို့နိုင်တဲ့သူကို၄လပိုင်းမှာမွေးချင်းမဲ့၄လပိုင်းနဲ့မှာကျမရဲ့မွေးနေ့လေးရှိပါတယ်ဘယ်နေ့လဲ